Hello, hello မင်္ဂလာပါ။ဝတာရှိကတော့ Yukimi Channel ကတန်မယ်ဖြစ်ပါတယ်။အခုဆိုရင် Part 2ရဲ့ Unit 6ကိုရောက်ပါပြီ။ဒီခန်းမှာဆိုရင်တော့ Iro na email မို့ဆိုဒိုရှိအမျိုးမျိုးသောအထိပ္ပယ်ရှိတဲ့ကရိယာတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်။ Hi ဟာဂျီမေမာရှော။ Deru နဲ့တွဲပြီးတော့သုံးလေးရှိတဲ့ OR တွေကိုလေ့လာရမှာပါ။ Jugyo ni deru အတန်းတက်သည် Danwa ni deru ဖုံးပြောသည်ဖုံးဖြေသည်အိုးဒိုရီနီထဲရုလမ်းမကြီးပေါ်ထွက်လာသည်ဒိုင်ဂခုအိုထဲရုတက္ကသိုလ်ကျောင်းပြီးသည်ဒါဆိုရင်နောက်တစ်လုံးကိုဆက်သွားပါမယ်ခခဲရုခဂီအိုခခဲရုတော့ခက်သည်ဆိုဂျီခီအိုခခဲရုဖုံးစုပ်ဆက်နဲ့ဖုံးစုပ်သည်ဒန်ဝါအိုခခဲရုဖုံးဆက်သည်အွန်ဂခုအိုခခဲရုတေဂီတာတချင်းနားထောင်သည်ရှောယူအိုခခဲရုပဲငံပြရေးစမ်းသည်ခါဘာအိုခခဲရုအဖုံးအုပ်သည်မေဂာနဲအိုခခဲရုမျက်မှန်တက်သည်ဟန်ဂာနီခိုတိုအိုခခဲရုအင်ကြီးချိန်မှာကိုအင်ကြီးကိုချိတ်သည်အီဆူနီခခဲရုထိုင်ကုန်တွင်ထိုင်သည်ခိုအဲအိုခခဲရုအတန်ပြုသည်အတန်ပေးသည်ရှင်ပိုင်အိုခခဲရုစိတ်ပူသည်နောက်ထပ်တစ်လုံးကတော့တိုရုနဲ့တွဲသုံးတဲ့စကားလုံးတွေပါမဲမိုအိုတိုရုမှတ်စုမှတ်သည်မှတ်စုရေးသည်ရန်ရာခုအိုတိုရုဆက်သွယ်သည်ဆူအီမင်အိုတိုရုအိတ်သည်တိုရှိအိုတိုရုအသက်ကြီးလာသည်နောက်ထပ်တစ်လုံးကတော့နော်ရုနဲ့ဆိုင်တာတွေပါဆိုဒန်နီနိုရုဆွေးနွေးတိုင်ပင်သည်ရီဇူမူနီနိုရုစီချက်ကိုက်ညီသည်နောက်ထပ်တစ်လုံးမီရုနဲ့ဆိုင်တာတွေကိုသွားပါမယ်ယောဆူအိုမီရုအခြေအနေကြည့်သည်အာဂျီအိုမီရုအရသာကိုမြည်ကြည့်သည်မန်ဒိုအိုမီရုပြုစုဆောင်ရှောက်သည်ယူမဲအိုမီရုအိမ်မက်သည်ဒါဆိုရင်နောက်ထပ်တစ်လုံးကဟီခုနဲ့တွဲသုံးတဲ့အသုံးတွေကိုလေ့လာသွားပါမယ်ခါဇဲအိုဟီခုအေးမီတီဂျီရှောအိုဟီခုအဘိဒံကိုလှန်သည်အဘိဒံရှာသည်စန်အိုဟီခုမြင်းတားသည်မြင်းဆွဲသည်အာဘူရာအိုဟီခုစီစန်းသည်ခိုရိုမိုနိုတဲအိုဟီခုကလေးလက်ကိုဆွဲသည်ချူအီအိုဟီခုတတိပေးသည်နောက်ထပ်တစ်ခုကတော့စုရုနဲ့တွဲသုံးတဲ့စကားလုံးတွေကိုလေ့လာရမှာပါယူဘီဝါအိုစုရုလက်ဆွဆွသည်ဂျူမန်အန်စုရုရန်စေတောင်းပေးရသည်မူရီအိုစုရုမဖြစ်နိုင်တာကိုလုပ်သည်အိုတိုဂါစုရုအတန်ကြားသည်အခုဆိုလို့ရှိရင်ခန်း6မှာပါတဲ့စကားလုံးတွေကိုအတူတူလေ့လာလုပ်ပြီးသွားပါပြီဥစကားရဆာမဒက်တာမတန်နေ